难的看阿有乌，要你领养波拉吉。那种阿片ကျွန်တော်တို့ဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ရှင်မသက်ခရစ်ကျမ်းအခန်းကြီး29အပိုင်းငယ်50မှ51မှာယေရှုသည်ကြီးသောအတန်နှင့်တပံကြွေးကြော်ပြီးလျှင်အသက်တော်ကိုလွတ်တော်မူ၏ထိုအခါဗိမာန်တော်၏ကလကာသည်အထက်ဆုံးမှအောက်ဆုံးတိုင်အောင်ဆုတ်ကွဲလေ၏မြေကြီးလှုပ်လေ၏ကြောက်များတို့သည်လည်းကွဲကြ၏သခင်ယေရှုခရစ်တော်ဖျားလက်ဝါးကားတိုင်ပေါ်မှာသူ့ရဲ့အသက်တော်ကိုသူကိုယ်တိုင်ပဲစွန့်လွတ်ခဲ့ပါသခင်ယေရှုခရစ်တော်ဖျားကလူတွေတတ်လို့တည်တာမဟုတ်ဘဲနဲ့သူ့ရဲ့အသက်ကိုသူကိုယ်တိုင်ပဲစွန့်လွတ်လိုက်တာဖြစ်ပါဘာကြောင့်လဲဆိုတော့စာတန်ကိုအနိုင်ရဖို့ရန်အတွက်လောကသားတွေကအပြစ်ကြွေးကြောင့်ဒုက္ခဆင်းရဲခြင်းပင်ပန်းခြင်းအပြစ်ငရဲကိုကြာရောက်တော့မဲ့အခြေအနေမှာသခင်ယေရှုဖခင်ကလူသားအားလုံးရဲ့ကိုယ်စားတခြားနည်းလမ်းတွေမရှိတဲ့အတွက်ကြောင့်သူ့ရဲ့အသက်ကိုစွန့်လွတ်ပြီးတော့မှလူသားတွေကိုရွေးနှုတ်ကယ်တင်ခဲ့တာဖြစ်တယ်သခင်ယေရှုခရစ်တော်ဖခင်ကသူ့ရဲ့အသက်ကိုသူကိုယ်တိုင်စွန့်လွတ်ပြီးတော့မှ3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တော်မူသောဖခင်ဖြစ်ပါတယ်သခင်ယေရှုခရစ်တော်ဖခင်လောကတိုင်းမှာသူ့ရဲ့အသက်ကိုသူစွန့်လွတ်ခဲ့တဲ့အချိန်မှာတဲ့ဗိမာန်တော်ထဲမှာရှိတဲ့ကလေကာကအထက်ဆုံးမှအောက်ဆုံးတိုင်အောင်ဆုတ်ကွဲလေ၏လို့ကျမ်းစာမှာဖော်ပြထားပါတယ်ဆိုတော့ဒီဗိမာန်တော်ရဲ့ကလေကာအတွင်းထဲကိုလူတိုင်းဝင်ခွင့်မရပါဘူးယေဘရဟိမင်းကြီးတွေသာဝင်ခွင့်ရတယ်အပြစ်ရှိတဲ့သူတယောက်ကအပြစ်ကျူးလွန်မိတဲ့သူတယောက်ကဖျားနဲ့ဓာတ်ရိုက်စကားပြောဆိုခွင့်တောင်းပန်ခွင့်မရှိပဲဂျားမှာရှိတဲ့ယေဘရဟိမင်းကနေဒီအမှုရာတွေကိုဂျားကန်သဘောအနေနဲ့လှုပ်ဆောင်ပေးခဲ့ပါဒါကဒီနေ့ယူဒဘာသာတွေရဲ့ထုံးတမ်းစင်လာဓလေ့မှာကျွန်တော်တို့တွေ့ရပါတယ်သို့တော်သခင်ယေရှုခရစ်တော်ကသူကိုယ်တိုင်လက်ဝါးကားထဲမှာသူ့ရဲ့အသက်ကိုစွန့်ပြီးတဲ့နောက်မှာအဲ့ဒီဗိမာန်တော်ထဲမှာရှိတဲ့ကလကာတဲ့အထက်ကနေအောက်ထိနှစ်ချမ်းကွဲသွားတယ်အတိပ္ပယ်ကတော့ယုံကြည်သူတိုင်းကဂျားကန်တစုံတဦးမျှမလိုဘဲနဲ့ဖယားသခင်နဲ့သူတို့ဓာတ်ရိုက်ဆက်သွယ်ခွင့်စကားပြောခွင့်တွေ့ဆုံခွင့်ရှိပါတယ်ဆိုတော့ဒီຢာနဲ့ပတ်သက်ပြီးတော့လေဟေဘဲဩဝါဒစာအခန်းကြီး9မှာကျွန်တော်ထပ်ပြီးဖော်ပြထားတာတွေ့ရပါဟေဘဲဩဝါဒစာအခန်းကြီး10အပိုင်းငယ်19-20မှာထို့ကြောင့်ညီကိုတို့ယေရှု၏ကိုယ်ခန္ဓာတည်းဟူသောကလကာအားဖြင့်ထိုသခင်ပြင်ဆင်တော်မူသောအသက်လမ်းသစ်တွင်ငါတို့သည်တန်ရှင်းရာဌာနထဲသို့အသွေးတော်ကိုအမိပြု၍အစီတားမရှိဝင်ရသောအခွင့်ရှိသဖြင့်၎င်းလို့ပြောပါတယ်။သခင်ယေရှုခရစ်တော်ဘုရားသူ့ရဲ့အသက်တော်ကိုစွန့်ခြင်းအပြင်ထိုယေရှုခရစ်တော်ရဲ့အသွေးတော်အပြင်ယုံကြည်သူတိုင်းကတစုံတစ်ခုသောအစီတားများမရှိဘဲနဲ့ဘုရားသခင်ထံကိုတိုးဝင်ချိကပ်ခွင့်ရပါတယ်။ဒီနေ့ဒီနှုတ်ကပတ်တော်ကကျွန်တော်တို့ယုံကြည်သူတွေအတွက်အရန်အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုရင်ဒီနေ့ယုံကြည်သူတော်တော်များများရဲ့ကြားထဲမှာယုံကြည်သူတွေနဲ့ဖခင်ရဲ့ကြားထဲမှာပွဲစားဂျားခံတွေကတနေ့တစ်နေ့ပို့ပြီးတော့မှများပြားလာတော့ကျွန်တော်တွေ့ရပါယုံကြည်သူတွေအပိုင်းကလည်းပဲယုံကြည်သူတယောက်ဖြစ်လာတဲ့အခါမှာနေ့စဉ်ဖခင်ရဲ့နှုတ်ကပတ်တော်တမန်ကျမ်းစာကိုဖတ်ရှုဆင်ခြင်လေ့လာခြင်းမရှိအားနေပြီးတော့မှဓမ္မဆရာတွေဥဆောင်တဲ့သူတွေပြောသမျှကိုပဲယုံကြည်လက်ခံနေကြတဲ့အခါမှာအဲ့တော့ဖခင်နဲ့ယုံကြည်သူရဲ့ကြားထဲမှာဂျားခံတွေကမရှိမဖြစ်လိုအပ်လာတယ်တကယ်တော့သခင်ယေရှုကဂျားခံမလိုဘဲနဲ့သူနဲ့ယုံကြည်သူတိုင်းဓာတ်ရိုက်ထိတွေ့ဆက်သွယ်နိုင်ဖို့ရန်အတွက်သူကိုယ်တိုင်မြေကြီးပေါ်ကိုစိမ့်ကြွလာခဲ့တာဖြစ်ပါတယ်။ဒါတစုံတစ်ယောက်ကဆုတောင်းပေးမှအပြည့်ဝင်ချပေးမှရတာမဟုတ်ပါဘူး။ယုံကြည်သူတိုင်းဟာဘုရားနဲ့ဓာတ်ရိုက်ဆက်သွယ်ဝင်ရပါတယ်။ခင်ယေရှုခရစ်တော်ဘုရားသူ့ရဲ့အသက်တော်ကိုစွန့်လိုက်တဲ့အချိန်မှာတည်းကကလကာနှစ်ချမ်းကွဲသွားသလိုဒီနေ့သူ့ရဲ့အသွေးတော်အားဖြင့်လည်းယုံကြည်သူတိုင်းကဘုရားနဲ့ဓာတ်ရိုက်ထိတွေ့ဆက်သွယ်ခြင်းရှိပါတယ်။ဒါကြောင့်ဒီနေ့သင်ကျိုးလွန်ခဲ့တဲ့အပြစ်တွေအတွက်သင်ကိုယ်တိုင်ဘုရားရှိခိုးနောင်တနဲ့ဝန်ချတောင်းပန်ဖို့လိုသလိုသင်ရဲ့ဘဝသက်တာမှာလိုအပ်တဲ့အရာမှန်သမျှကိုလည်းတစုံတစ်ယောက်ရဲ့ဆုတောင်းခြင်းအပြင်မဟုတ်ဘဲနဲ့သင်ကိုယ်တိုင်ဖျားရှိမှတိုးဝင်ပြီးတော့မှတောင်းပန်ကြံစီလိုသမျှအရာတွေကိုကြားလျှောက်လို့ရပါသို့တော့ဒီနေရာမှာချွင်းချက်အနေနဲ့ကျွန်တော်တို့သတိပြုရမှာကကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကျွန်တော်တို့ရဲ့မှားယွင်းခြင်းတွေအတွက်ဝိညာဉ်ရေးဟာဥဆောင်တဲ့သူတွေသင်အုပ်ဆရာတွေဓမ္မဆရာတွေသူတို့ကကျွန်တော်တို့ကိုဝိုင်းကူပြီးတော့မှဆုတောင်းပေးလို့ရပါတယ်ဒါပေမဲ့အမြဲတမ်းသူတို့ကပဲဆုတောင်းပြီးတော့မှယုံကြည်သူတွေကဆုမတောင်းမဲနဲ့
နေမယ်ဆိုရင်ဖះနဲ့အဲ့ဒီယုံကြည်သူကအဆက်အသွယ်ပြတ်သွားပြီးတော့မှပြောရမယ့်စကားလုပ်ရမယ့်အရာအားလုံးကိုဂျားခံဓမ္မဆရာတွေကပဲလုပ်ပေးမယ်ဆိုရင်ဒီယုံကြည်သူရဲ့အသက်တာကဘယ်တော့မှဝိညာဉ်ရေးရကြီးထွားမှုမရှိသလိုဖះသခင်နဲ့လည်းဓာတ်ရိုက်ဆက်သွယ်ချိတ်ဆက်ခြင်းမရှိတော့ဘူးဒါအပြင်အချိန်တွေကြာလာတဲ့အခါမှာလူဖြစ်တဲ့ဓမ္မအမှုတော်ဆောင်တွေတင်းအုပ်ဆရာတွေသူတို့တွေကလူသားတွေဖြစ်တဲ့အတွက်ကြောင့်အလွယ်တကူမှားယွင်းဖောက်ပြန်သွားတတ်ပါတယ်ဒီခါမှာဖះပြောစီလိုတဲ့စကားထက်သူတို့ပြောစီလိုတဲ့စကားတွေကိုရောနှောပြီးတော့မှသွန်သင်ဆုံးမတာပါလာပါလိမ့်မယ်ဒါကြောင့်ဒီကနေ့အစီတာမရှိဖះရဲ့ရှေ့တော်ကိုဝင်ရောက်နိုင်မှုရန်အတွက်သခင်ယေရှုခရစ်တော်ဖះကသူ့ရဲ့အသက်တော်ကိုစွန့်ခဲ့ပြီဖြစ်ပါတယ်မိမတော်ထဲမှာကလေးကလည်းနှချမ်းကွဲသွားပြီဖြစ်ပါတယ်ဒါကြောင့်တင်ကိုယ်တိုင်ပဲအစီတာမရှိကြောက်ရွံ့ခြင်းမရှိဘဲနဲ့ယုံကြည်ခြင်းနဲ့ဖះရဲ့ရှေ့ကိုတိုးဝင်ခွင့်ရပြီဆိုတဲ့ဝမ်းမြောက်စရာသတင်းစကားကိုဒီနေ့ဒီနေရာကနေပြီးတော့မှမျှဝေပေးလိုက်ပါတယ်ဆုံးထိနားထောင်တဲ့ယုံကြည်သူတူဦးချင်းစီတိုင်းတာ၍နားလည်နိုင်ဖို့တန်ရှင်သောဝိညာဉ်တော်ဖះသင်တို့ကိုကူညီမဆပါစေ